and Kelly ပါ Kelly ကတော့ 90% Kelly ကတော့ 90% owner သမီးပါဟိုက်ဆယ်သမီးပေါ့အခုပြပြီးမှမင်းတို့ကလေးတွေထိုင်ပြနေလေနော်အခုကတော့ကျူထိုးနေရလေးပြပေးပါအားလေးကျူထိုးရပါတယ်ဒီကတော့နေပြထိုင်ပြ fit လေးပေါ့နော်ပြရှာပြပြီဒါတော့မြင်ကြလားဒီလိုနေရာလေးရှိပါတယ်ဟိုဘက်ကိုတစ်ချက်ပြတွေ့ကြပါခဲစီအခုမင်းတို့ကလေးပြပေးပါမယ်မင်းတို့ကဒါတွေကတော့မင်းတို့ကလေးပါရက်ပြီးတော့ကြည့်လို့ရပါတယ်ဒါလေးကလည်းမင်းတို့ကလေးပါရက်ပြီးကြည့်လို့ရပါတယ်အခုပေါ့နော်ရမှာတွိုင်းလို့ပဲရှင်းလေးပါယောက်ျားလေးတွိုင်းလို့တော့ခဲရမယ်ခလေးမရပါအောင်ဒါတော့တွိုင်းလို့ပဲဖြစ်ပါတယ်ခဲလေးအဲ့ကျတော့ဒီဟာဆိုင်မဲ့တဲ့အချွေပြီးတာလေးတွေနဲ့သုံးဖို့ဖန်ခွက်လေးပြပါမယ်ဒါတော့သုံးဖို့ဖန်ခွက်လေးဆိုပြီးနောက်ပြီးကြတော့ဗာနိုင်ရဖက်မယ်ကောမန်လေးမှအောင်ဗာအကြောင်းထပ်ပြောပြအောင်ဒါတော့ခဲလီကိုရာပန်းနဲ့တွန်လေးကို fight ထားတယ်เนาะဒီရုပ်တွေတွန်လုပ်ထားပါဆက်ရင်ကျောင်း weekend တိုင်းမှာအဲ့ဒါလေးလုပ်ကြပါတယ်အဲ့ကြတော့ဘယ်လိုပြောအောင်လဲဘာလေးဖတ်ပြပေးအောင်အော်ပြပလေးတစ်ခုရှိတယ်တော့မှအပန်းလေးကိုကြည့်လိုက်ပါအောင်ပန်းလေးပွင့်နေတာရှစ်ပြန်မကောင်းဘူးလားဒါတော့ဆောက်လာနေအဲ့ဒါပေါ်လာတာကားလေးနော်ရှာပြနော်ရှင်းမယ်ရှင်းမယ်ရှင်းမယ်ဒီရှိရောဒီပေါ့ဒီပါပဲနောက်တစ်ပါးဖပြပြအောင်အော် sorry ပါဒီရဖိပြရရတော့ဒီကနေပတ်တူရပါတယ်အဲ့သုံးရပါတယ်အဲ့ကျတော့ဒီနေ့ကဒီလောက်ပါပဲနောက်တစ်ပါးထပ်တယ်မရအောင်comment နဲ့ကြည့်တော့ပါအောင် like and subscribe လည်းလုပ်တော့ပါအောင်ခေါင်းအောင်လည်းတိတော့ပါအောင် bye have a nice day